အလွန်အရေးကြီးတဲ့အခြေအနေတစ်ခုပါပြည်သူများချစ်ခင်လေးစားကြတဲ့ကုလသမဂ္ဂဆိုင်ရာမြန်မာတန်အမတ်ကြီးဦးကျော်မိုးထွန်းကိစ္စဖြစ်ပါတယ်မင်းအွန်လိုင်းနဲ့ဝနအမောင်လွင်တို့ကဘယ်သူမှအတိမမပြုတ်ကြတော့ကဘာကြီးကလည်းအတိမမပြုတ်တော့ဦးကျော်မိုးထွန်းရဲ့နေရာမှာအစားထိုးခန့်အပ်ဖို့စ조사တာပြည်တွင်းရတယ်မြည်သူတူဦးတယောက်ကိုမှစိတ်လွတ်လို့မရပါဘူးကဘာကသူတို့ကိုလုံးဝအတိမမပြုတ်တဲ့အတွက်ဖြစ်ပါတယ်အဲ့ဒီအခါဘလို့ကောက်ချစ်ဆင်းလဲစွာစီမံစီစဉ်လာကြလဲဆိုတော့ဦးကျော်မိုးထွန်းရဲ့လက်အောက်မှာအမှုထမ်းနေတဲ့ဒုတိယဒဖြူတီကုလသမဂ္ဂဆိုင်ရာမြန်မာတန်အမတ်တင်မောင်နိုင်တေချာနာမည်မှတ်ထားပါတင်မောင်နိုင်သူ့ကိုသူ့ရဲ့အရာရှိအကြီးအကဲဖြစ်တဲ့ဦးကျော်မိုးထွန်းတန်အမတ်ကြီးကိုယာဒူးလူခိုင်းတာပါဌာနတွင်းသဘုံထခိုင်းတာပါအဲ့ဒီအခါအဲ့ဒီတင်မောင်နိုင်ဆိုတာကလည်းကုလသမဂ္ဂတဲ့အဆောက်အုံတွေကိုဝင်ထွက်သွားလာလို့ရတဲ့လူတယောက်ဖြစ်နေပါတယ်အားလုံးသဘောပါကြလားမသိဘူး။ तू ကဝင်ထွက်သွားလာခွင့်ရရှိပြီးသားတရားဝင်ရရှိထားတာပေါ့ဘာလို့လဲဆိုတော့ तू ကဒုတိယတာအမတ်ကိုဗျအဲ့တော့ကောက်ချစ်ဆင်းလဲဆိုတာနဲ့တင်မောင်နိုင်ကိုယ်တိုင်ကလည်းယာဒူးအာနာမက်မောပြီးမိမိရဲ့အကြီးအကဲဦးကျော်မိုးထွန်းကိုထိုင်ကုန်ကိုလူပါတယ်ယာဒူးကိုလူပါတယ်ထိုင်ကုန်ယာဒူးကိုလူပြီးတော့ယနေ့ရှောက်ထားလိုက်ပါတယ်ကုလသမဂ္ဂမှာသူကသာတရားဝင်ဆိုတဲ့ပုံစံမျိုးပေါ့ဗျာအာနာလူတာပေါ့ထိုင်ကုန်လူတာပေါ့အဲ့တော့မိမိရဲ့အကြီးအကဲကိုတစ္ဆာဖောက်တိုင်းပြည်ကိုတစ္ဆာဖောက်တယ်တင်မောင်နိုင်ဆိုတာဘာတူလဲဘယ်ရလဲမိသားစုတွေဗမာနေလဲဆွေမျိုးတွေဗမာလဲ social punishment အပြင်ရှိသမျှ punishment တွေကျွန်တော်တို့လုပ်ကြရမှာပါဒီကိစ္စမှာအရေးကြီးဆုံးကနယူးယောက်မှာရောက်နေတဲ့ကျွန်တော်တို့မြမအရေးတက်ကြွလှုပ်ရှားတဲ့နောင်တော်တွေညီတော်တွေတက်ကြွလှုပ်ရှားသူများခမအဲ့ဒီတင်မောင်နိုင်ကိုရှာဖွေဖော်ထုတ်ပါ social punishment အပြင်ရှိသမျှသော punishment တွေလုပ်ကြပါသဘောမတူကြောင်းပြောကြပါသူ့မိသားစုကအစားဗမာဈေးဝယ်လဲဗမာကျောင်းတက်လဲဘယ်မှာနေလဲတေချာစုံစမ်းပြီးတော့ထိတိရောက်ရောက်နှိမ်နှင်းဖို့ဖြစ်ပါတယ်ဒါကြောင့်တင်မောင်နိုင်အများပြည်သူကိုပြောရရင်တင်မောင်နိုင်ကထိုင်ကုန်လူနေပေမဲ့ကုလသမဂ္ဂက credential code ဆိုတာရှိပါတယ်တရားဝင်မှုတရားရုံးကုလသမဂ္ဂမှာထိုင်ကုန်အတွက်မြန်မာနိုင်ငံကိုယ်စားလှယ်ရဲ့ထိုင်ကုန်အတွက်တရားဝင်မှုကိုအဆုံးဖြတ်ပေးမဲ့ credential code တရားဝင်မှုတရားရုံးမှာရင်ဆိုင်ကြရဖို့ရှိလာမှာဖြစ်ပါတယ်တကဘာလုံးကမင်းအွန်လိုင်းနဲ့ဝနမောင်လွင်တို့အာနာလူကောင်စီကိုအတိမမပြုတ်တဲ့အတွက်ဦးကျော်မိုးထွန်းအနိုင်ရဖို့ကျွန်တော်တို့မျှော်လင့်ထားပါတယ်တစ္ဆာဖောက်လောက်ကောင်တင်မောင်နိုင်ကိုတော့ရသမျှနီးလန်းနဲ့ကျွန်တော်တို့စီရင်ကြဖို့ဖြစ်ပါတယ်ဒီကိစ္စကိုကျွန်တော်တင်ပြပါတယ်အထူးသဖြင့်နယူးယောက်မှာရှိတဲ့မြန်မာပြည်ပွားမြန်မာအရေးလှုပ်ရှားတက်ကြွသူများခမဒီတင်မောင်နိုင်ဆိုတဲ့လူကိုအပြတ်နှိမ်နှင်းပါကျွန်တော်တို့ရတဲ့သတင်းများကိုဆက်လက်တင်ပြပေးနေပါမယ်ကျွန်တော်တို့လည်းတတ်နိုင်တဲ့ဘက်ကဥကျော်မိုးထွန်းကိုရှိသမျှနီလန်ပေါင်းစုံနဲ့ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်သတင်းကောင်းကဥကျော်မိုးထွန်းကိုရှေ့နေလိုက်ပေးမဲ့ရှေ့နေကြီးအင်မတန်တော်တဲ့ဒေါ်လာတန်းချီတန်ဖိုးရှိတဲ့အမှုတစ်ခုလိုက်ရင်ဒေါ်လာတန်းချီတန်ဖိုးရှိတဲ့ရှေ့နေကြီးကိုရရှိထားပါပြီဦးကျော်မိုးထွန်းဘက်ကရှေ့နေလိုက်ပေးဖို့ပေါ့မြစ်တာစေတနာအပြည့်နဲ့လိုက်ပေးသွားမယ်လို့ရှေ့နေလိုက်ပေးသွားမယ်လို့ကြားသိရပါတယ်ဒါဟာကုလသမဂ္ဂမှာရှိတဲ့မြန်မာနိုင်ငံအတွက်ထိုင်ကုန်ပြဿနာဖြစ်ပါတယ်ဦးကျော်မိုးထွန်းဟာမြန်မာပြည်သူပြည်သားအားလုံးကိုကိုစားပြုပါတယ် CRPH ကဖွဲ့စည်းလိုက်တဲ့သမ္မတကြီးဦးဝင်းမြင့်ခေါင်းဆောင်နဲ့အစိုးရ CRPH ကနေပြီးတော့ဓာတ်ရိုက်ခန့်ထားတဲ့ဆက်လက်ခန့်ထားတဲ့အရင်တော့လည်းသမ္မတကြီးဦးဝင်းမြင့်တို့ပဲခန့်ထားခဲ့တာပါအခုလည်းဆက်လက်ခန့်ထားတဲ့တရားဝင်ကုလသမဂ္ဂဆိုင်ရာမြန်မာတန်အမတ်ကြီးက
ဦးကျော်မိုးထွန်းသာလျှင်ဖြစ်ပါတယ်တင်မောင်နိုင်ဆိုတာယာရူးအာနာမက်ပြီးတော့ကြက်တရေတုံးပြီးတော့မိမိရဲ့အထက်အရာရှိကိုယာရူးလူတဲ့ဒုက္ခပေးတဲ့သစ္စာပေါက်လောက်ကောင်ပဲဖြစ်ပါတယ်အပြင်းထန်အေးအေးယူချရမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာပြည်သူပြည်သားအားလုံးမြန်မာပြည်ဘွားအားလုံးဒီတင်မောင်နိုင်ကိုရှာဖွေဖော်ထုတ်ပါသူဆွေမျိုးနွယ်စုအားလုံးကိုရှာဖွေဖော်ထုတ်ပါခင်ဗျာကျေးဇူးတင်ပါ